The law of attraction တည်ထားရင်တင်းရဲ့ဘဝတကယ်ပြောင်းလဲသွားနိုင်တယ်။ The law of attraction ဆိုတာတင်းရဲ့အတွေးတွေနဲ့ခံစားချက်တွေဟာတန်လိုက်လို့ပဲတင်းရဲ့ဘဝထဲကိုဆွဲခေါ်လာတယ်ဆိုတဲ့အယူဆပဲ။လွယ်လွယ်ပြောရရင်တင်းအပြုသဘောဆောင်တဲ့အရာတွေကိုတွေးရင်တင်းဘဝထဲကိုအပြုသဘောဆောင်တဲ့အရာတွေရောက်လာမယ်။တင်းအပြုသဘောဆောင်တဲ့အရာတွေကိုတွေးရင်တင်းဘဝထဲကိုအပြုသဘောဆောင်တဲ့အရာတွေရောက်လာမယ်ပေါ့။ဒါဘလို့အလုပ်လုပ်လဲဆိုတာဥပမာလေးတွေနဲ့ပြောပြမယ်။ငွေကြေးတင်ဟာငါကပတ်စံမရှိဘူးလို့နေ့တိုင်းတွေးနေပြောနေရင်တင်ရဲ့မသိစိတ်ကအဲ့ဒါကိုလက်ခံပြီးတကယ်ပဲပတ်စံမရှိတဲ့အခြေအနေကိုဖန်တီးပေးပါလိမ့်မယ်။ဒါပေမဲ့ငါကဘောချွေဝမှုနဲ့ဖြည့်စုံသူဖြစ်တယ်လို့နေ့တိုင်းပြောဆိုနေရင်တင်ရဲ့မသိစိတ်ကအဲ့ဒါကိုမှတ်ယူပြီးဘောချွေဝတဲ့အခြေအနေတွေကိုတင်စီဆွဲဆောင်ပေးပါလိမ့်မယ်။အချစ်တင်ဟာငါ့ကိုဘယ်သူမှမချစ်ဘူးလို့ခံစားနေရရင်တင်ရဲ့အပြုအမူတွေကအဲ့ဒီခံစားချက်ကိုထင်ဟပ်စေပြီးလူတွေကိုတင့်စီကနေဝေးသွားစေနိုင်တယ်။ဒါပေမဲ့ငါချစ်စရာကောင်းတဲ့ငါချစ်ချင်းခံထိုက်တယ်လို့တွေးခံစားနေရရင်တင်းရဲ့စွမ်းအင်ချစ်ချင်းမြတ်တာတွေကိုဆွဲဆောင်နိုင်တဲ့အလားအလာပုံများလာလိမ့်မယ်။အောင်မြင်မှုတင်းဟာငါဒါကိုလုပ်နိုင်မှာမဟုတ်ဘူးလို့တန်တရားတွေနဲ့ပြည်နေရင်တင်းရဲ့ကြိုးစားအားထုတ်မှုတွေကအားနည်းနေနိုင်တယ်။ဒါပေမဲ့ငါဒါကိုအောင်မြင်အောင်လုပ်နိုင်တယ်လို့ယုံကြည်ချက်အပြည့်နဲ့တွေးရင်တင်းရဲ့စိတ်အားထက်သန်မှုကတင်းကိုပန်းနိုင်စီရအောင်တွန်းပို့ပေးပါလိမ့်မယ်။တင်းရဲ့အတွေးတွေဟာအစီတွေနဲ့တူတယ်။တင်းဘလို့အစီကိုစိုက်လဲအဲ့ဒီလိုအပင်ပေါက်လာမှာပဲ။အပြုသဘောဆောင်တဲ့အစီတွေစိုက်ရင်အပြုသဘောဆောင်တဲ့ဘဝကိုဖြည့်သိမ်းရမယ်။တင်းရဲ့ခံစားချက်တွေဟာတန်လိုက်အားနဲ့တူတယ်။တင်းဘလို့ခံစားနေရလဲအဲ့ဒီလိုစွမ်းအင်ကိုပဲထုတ်လုပ်မယ်။အပြုသဘောဆောင်တဲ့ခံစားချက်တွေထုတ်လို့ရင်အပြုသဘောဆောင်တဲ့လူတွေနဲ့အခြေအနေတွေကိုဆွဲဆောင်မယ်။ဒါကိုလက်တွေ့ဘဝမှာဘလို့အသုံးချမလဲ။တင်တကယ်ပါလူချင်းလဲဆိုတာကိုရှင်းရှင်းလင်းလင်းသိအောင်လုပ်ပါ။တင့်ရဲ့ရည်မှန်းချက်တွေကိုစာရွက်ပေါ်မှာချရေးပါ။တင့်ရဲ့ရည်မှန်းချက်တွေရောက်ရှိလာပြီလို့စိတ်ကူးကြည့်ပြီးအဲ့ဒီလိုခံစားပါ။ကျေးဇူးတင်စိတ်နဲ့ပျော်ရွှင်မှုကိုခံစားပါ။တင့်ရဲ့ရည်မှန်းချက်တွေနဲ့ကိုက်ညီတဲ့အပြုသဘောဆောင်တဲ့အတွေးတွေကိုပဲအာရုံစိုက်ပါ။အပြည့်သဘောဆောင်တဲ့အတွေးတွေကိုလျှလျရှုပါ။တင့်ရဲ့ရည်မှန်းချက်တွေရောက်ရှိလာဖို့အတွက်လိုအပ်တဲ့လှုပ်ရှားမှုတွေကိုလှုပ်ဆောင်ပါ။ Law of Attraction ကအလုံးမလုံးပဲနဲ့ဘာမှမဖြစ်လာပါဘူး။ယုံကြည်မှုကိုထိန်းထားပါ။တင့်ရဲ့ရည်မှန်းချက်တွေမကြခင်ဖြစ်လာမယ်လို့ယုံကြည်ပါ။ The Law of Attraction ဟာတစ်ခါတလေနားလည်ရခက်နိုင်ပေမဲ့အခြေခံအားဖြင့်တော့တင့်ရဲ့အတွင်းစိတ်ကတင့်အပြင်ဘက်ကဘာကိုဖန်တီးနေတယ်ဆိုတဲ့အချက်ပါပဲ။တင့်ရဲ့အတွေးနဲ့ခံစားချက်တွေကိုဂရုတစိုက်ထိန်းချုပ်ခြင်းအပြင်တင်လိုချင်တဲ့ဘဝကိုတည်ဆောက်နိုင်ပါတယ်။အရေးကြီးဆုံးကတော့ယုံကြည်မှုနဲ့စိတ်ရှည်ဖို့ပါပဲ။ငွေတွေတိုးပွားလာစေဖို့တင့်အောင်နောက်ကိုဘယ်လိုလေ့ကျင့်မလဲ။ငွေရှိမှတော်ရရောက်မယ်ဆိုတဲ့စကားကိုကြားပူကြမှာပါ။ဒါပေမဲ့တကယ်တမ်းမှာအုံနောက်ကောင်းမှငွေများများရမယ်ဆိုရင်ပုံမှန်နိုင်ပါတယ်။ကျမတို့ရဲ့အတွေးခေါ်တွေယုံကြည်ချက်တွေနဲ့ဆုံးဖြတ်ချနိုင်စွမ်းတွေဟာကျမတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အောင်မြင်မှုအပေါ်မှာထိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ဒါဆိုရင်ငွေများများရအောင်ကျမတို့ရဲ့အုံနောက်ကိုဘယ်လိုလေ့ကျင့်ပေးနိုင်မလဲ။ပထမဦးဆုံးအနေနဲ့ကျမတို့ရဲ့ငွေကြေးနဲ့ပတ်သက်တဲ့အစိုးမြင်တဲ့အတွေ့အကြုံကိုဖယ်ရှားဖို့လိုအပ်ပါတယ်။ငွေရှာရတာခက်တယ်။ငါကတော့ဘယ်တော့မှချမ်းသာမှာမဟုတ်ဘူးဆိုတဲ့အတွေ့အကြုံဟာကျမတို့ရဲ့စိတ်ထဲမှာဇွဲနေတတ်ပါတယ်။ဒီအတွေ့အကြုံကိုဖယ်ရှားပြီးဖြစ်နိုင်တယ်ငါစူးစမ်းရင်ရနိုင်တယ်ဆိုတဲ့အပြုသဘောဆောင်တဲ့အတွေ့အကြုံနဲ့စားထိုးဖို့လေ့ကျင့်ပေးရပါမယ်။နောက်တစ်ဆင့်အနေနဲ့ငွေကြေးနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုတိုးမြင့်ဖို့လိုအပ်ပါတယ်။စီးပွားရေးလုပ်ငန်းတွေအကြောင်း၊ရင်းနှီးမြှုပ်နှံမှုတွေအကြောင်း၊ငွေကြေးစီမံခန့်ခွဲမှုတွေအကြောင်းလေ့လာခြင်းအပြင်ကျမတို့ရဲ့အုံနောက်ကိုပုံမကျဲပြန့်တဲ့အမြင်လေးနဲ့ချိတ်ဆက်ပေးနိုင်ပါတယ်။စာအုပ်တွေဖတ်ပါ၊သင်တန်းတွေတက်ပါ၊ကျွမ်းကျင်သူတွေနဲ့ဆွေးနွေးခြင်းအပြင်သိရငွေကြေးဆိုင်ရာဉာဏ်ရည်ကိုမြင့်တင်နိုင်ပါတယ်။တတိယချက်အနေနဲ့အန္တရာယ်ကိုလက်ခံနိုင်စွမ်းတိုးမြင့်ဖို့လိုအပ်ပါတယ်။ငွေရှာဖွေခြင်းနဲ့တိုးပွားလာစေခြင်းမှာအမြဲတမ်းအန္တရာယ်တွေပါဝင်နေပါတယ်။ဒါပေမဲ့အန္တရာယ်ကိုကြောက်ရွံ့နေမယ်ဆိုရင်ဘယ်တော့မှရှိဖို့တိုးတက်နိုင်မှာမဟုတ်ပါဘူး။တွက်ချက်ထားတဲ့အန္တရာယ်တွေကိုလက်ခံပြီးရဲရဲဝံ့ဝံ့ဆုံးဖြတ်ချက်တွေချမှတ်နိုင်ဖို့တင်အောင်နောက်ကိုလေ့ကျင့်ပေးရပါမယ်။နောက်ဆုံးအနေနဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုမြင့်တင်ဖို့လိုအပ်ပါတယ်။ငွေရှာဖို့အတွက်ပုံမှန်နည်းလမ်းတွေအပြင်ထူးခြားတဲ့တွေးခေါ်တွေဖန်တီးမှုအသစ်တွေကလည်းအရေးပါပါတယ်။ဘုံနောက်ကိုပုံမှန်မဟုတ်တဲ့နည်းလမ်းတွေနဲ့တွေးခေါ်ဖို့လေ့ကျင့်ပေးခြင်းအပြင်ငွေရှာနိုင်တဲ့အခွင့်အလမ်းသစ်တွေကိုဖန်တီးနိုင်ပါတယ်။ဒါတွေအပြင်ပြဿနာဖြေရှင်းနိုင်စွမ်းဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့အဆက်မပြတ်သင်ယူလိုစိတ်တွေကိုလည်းလေ့ကျင့်ပေးခြင်းအပြင်သင်ရဲ့အုံနောက်ဟာငွေကြေးနဲ့ပတ်သက်တဲ့အောင်မြင်မှုတွေအတွက်အကောင်းဆုံးလက်နက်တစ်ခုဖြစ်လာပါလိမ့်မယ်။မှတ်ထားပါသင်ရဲ့အုံနောက်ဟာအစွမ်းထက်တဲ့ကိရိယာတစ်ခုပါ။မှန်ကန်တဲ့နည်းလမ်းတွေနဲ့သင်ကျင့်ပေးမယ်ဆိုရင်ငွေကြေးတာမကဘဝရဲ့အခြားသောကဏ္ဍတွေမှာလည်းအောင်မြင်မှုတွေရရှိနိုင်မှာသိကြပါတယ်။ဒါကြောင့်ဒီနေ့ကစပြီးသင်ရဲ့အုံနောက်ကိုငွေများများရအောင်လေ့ကျင့်ပေးဖို့စတင်လိုက်ပါ။